နေရှိပဲစီကိုချင်းတရားမရှိပဲနဲ့ဒီလူသက်ရှင်နေရင်ဘာများတန်ဖိုးရှိပါဠိတော်တစ်ခုယောဇဝသတတံဇီဝေဒုတ်တိလောအသမဟိတောဧကဟံဇီဝိတံသေယောသီလဝန္တတဇာယိနောယောဇအကျင့်ပုဂ္ဂိုလ်ဒီကအသမဟိတောမိမိရဲ့ကိုယ်နဲ့နှုတ်ကောင်းသွားစောင့်သုံးခြင်းမရှိပါပဲလျက်ဒုတ်တိလောကိုချင်းသီလမရှိပါပဲလျက်ဝသတတနိပေါင်းတရားကာလကြာအောင်ဇီဝေရအကေဝသက်ရှင်၍နေရစေကားမူကိုချင်းတရားမရှိဘူးကိုယ်နဲ့နှုတ်ကိုဘာနဲ့မှမထိန်ဘူးမိမိရဲ့ကိုယ်နှုတ်နာပါမထိန်မဲနဲ့သီလတရားကင်းပြီးတော့လူတယောက်ဟာဝသတတံဇီဝေရနှစ်ပေါင်းတရားကြာအောင်အသက်ရှင်မဲဆိုပါစို့ယောဇာချင်းပုဂ္ဂိုလ်ဒီကဒုတိလောကိုချင်းသီလမရှိပါပဲလေဝသတတံနှစ်ပေါင်းတရားကာလကြာအောင်စေဇီဝေရကေဝသက်ရှင်၍နေရစေကားမူတသထိုကိုချင်းတရားကင်းသောပုဂ္ဂိုလ်ဤဇီဝနာတို့နှစ်ပေါင်းတရားကာလကြောင့်သက်ရှင်၍နေရခြင်းထက်သီလဝန္တသာသီလနှင့်ပြည့်စုံသောပုဂ္ဂိုလ်ဤဧကဟံတဏိတယတဏနဲ့မြဇီဝိတသက်ရှင်ပြီးတော့နေရခြင်းကသာလင်သေရော့မြတ်၏ကိုချင်းတရားနဲ့ပြည့်စုံသောပုဂ္ဂိုလ်ဟာတမနဲ့လောက်တရက်လောက်ပဲလူဘဝနေရအဖို့တန်ပြီတဲ့အားကြောင့်တော့ကိုနဲ့နှုတ်ကိုထိမ့်သိမ့်ပြီးတော့နေသွားလို့သီလဆိုတာကိုနဲ့နှုတ်ကိုထိမ့်ထားတာကိုနဲ့လွန်ကျူးတာနှုတ်နဲ့လွန်ကျူးတာတွေကိုမလွန်ကျူးတော့ဘူးဟဲ့ဆိုတဲ့ထိမ့်ထားတဲ့သဘောလေးတွေသီလအဲ့ဒီသီလမှာစေရနာသီလံကိုနဲ့နှုတ်ထိမ့်မယ်ဆိုတဲ့စေရနာပါတယ်တန်ဝရောသီလံကိုနဲ့နှုတ်ကိုစောင့်မယ်ဆိုတဲ့သဘောလေးဟာသီလခေါ်တယ်အဝိတိတ်ကမောသီလံကိုနဲ့နှုတ်နဲ့မလွန်ကျူးဘူးဆိုတဲ့သဘောကိုသီလခေါ်တယ်ဟုတ်လားဒါကြောင့်တန်ဝရအာယတတိကိုကောက်ရတယ်စေရနာသီလံအာယစေရနာကောက်ရတယ်အဝိတိတ်ကမောသီလံအာယဝိရတိကိုကောက်ရသီလနဲ့ပြည့်စုံရင်စေရနာရဲ့တတိရဲ့ဝိရတိရဲ့ဒီတရားသုံးလုံးရပြီးတော့သက်ရှင်ရတာမို့လို့ဘဝသိအဖို့တန်တယ်သီလမရှိဘဲနဲ့သာသက်ရှင်ရမယ်ဆိုလို့ရှိရင်တော့စေရနာသီလလည်းမရှိဝိရတိသီလလည်းမရှိသံဝရသီလလည်းမရှိဟောကိုယ်နဲ့နှုတ်ကိုစောင့်မယ်ဆိုတဲ့သတိလည်းမရှိကိုယ်နဲ့နှုတ်စောင့်မယ်ဆိုတဲ့စေရနာလည်းမရှိဘူးကိုယ်နဲ့နှုတ်နဲ့မလွန်ကျူးပြအောင်ထိမ့်မယ်ဆိုတဲ့ဝိရတိလည်းမရှိဘူးစီးလို့ဝါလို့အသက်ရှင်နေရတာဟာနှစ်ပေါင်းတရားကြာဘာများတန်ဖိုးရှိမှတဲ့လေကိုချင်းတရားကင်းတဲ့ပုဂ္ဂိုလ်ဟာတရက်လောက်ပဲနှစ်ပေါင်းတရားပဲကြာသူ့မှာဘာတွေတုံးဆိုတော့ဘာဘဂောကိတိသာတော်အဘုကိစ္စရိမကောင်းတဲ့တင်ထွက်ပြီးတော့အသက်ရှင်ရတယ်ပါမာဒဓိကရဏမဟာတိန်ဘောကဇာနိနိကိစတိပါမာဒတရားတွေလွှမ်းပြီးတော့တိုးတက်မှုတွေအကုန်လုံးပြည့်စည်တတ်တယ်တဲ့ကိုချင်းတရားမရှိခဲ့ဘုန်းကြီးတို့ပရိသတ်များလူလောကအနေနဲ့သုရမေရယတစ်ခုရယ်ကာမေတုမိစ္ဆာစာရတစ်ခုရယ်အဲ့ဒီနှစ်ခုလောက်ကိုလွန်ကျူးလိုက်စားမိရင်ဒီလူရဲ့ဘဝဟာတက်လန်းမရနိုင်ဘူးဆိုတာသိကြတယ်ဘုန်းကြီးတို့ပရိသတ်များပိုသိတယ်သုရမေရယမှုတွေကိုမူရတောက်စားတဲ့အမှုတွေကိုအလွန်ကျူးလိုက်စားကာမေတုမိစ္ဆာစာရမှုတွေကိုလိုက်စားအဲ့ဒီနှစ်ခုလောက်လွန်ကျူးမိတာနဲ့ဒီလူရဲ့တက်လန်းတွေဟာတဖြည်းဖြည်းအကုန်ဆုပ်ယုပ်သွားအဲ့ဒီတဲ့အာရိဏဒါနမှုကစွတ်လိုက်အောင်မယ်ဆိုရင်တော့ပြီးရောနလန်ထူဖို့မလွယ်တော့ကိုချင်းတရားပြတ်တာဟာပမာဒဓိကရဏံမိမိရဲ့ဘဝတုတ်တဲ့ရေးတွေကိုမေ့ကုန်တယ်ဆိုတဲ့အကြောင်းကြောင့်ပမာဒကိုဘဝကြီးပွားရေးစီးပွားရေးတွေကိုမေ့ကုန်တယ်ဆိုတဲ့ပမာဒတရားဒီဟုသောအကြောင်းကြောင့်မဟာတင်ကြီးကျယ်စွာသောဘောဂဇာနေစီးပွားရေးကြီးပွားရေးတို့ရဲ့ဆုံးရှုံးပြပြခြင်းသို့ကိစ္စတိရောက်၏ဒုတိယမကောင်းကျိုးနောက်တတိယမကောင်းကျိုးကယေညဒေဝပရိသံဥပကိစ္စတိဘယ်ပရိသတ်ထဲကိုပဲဝင်ကိုရှင်တရားပြတဲ့ပုဂ္ဂိုလ်ပရိသတ်အလေရောက်ပြီဆိုတဲ့အခါကျတော့မင်ကုဘူတော်မျက်နာကတဲညှိုးငယ်အဝိတာရတော်ယွန်းတီးယွန်းတုံနဲ့ပရိသတ်အလေကိုဝင်ရတတ်တယ်ကိုရှင်တရားပြတဲ့ပုဂ္ဂိုလ်ကပရိသတ်အလေမှာညှိုးညှိုးငယ်ငယ်ယွန်းတီးယွန်းတုံဖြစ်နေတတ်တယ်တဲ့ဒါတတိယမကောင်းပြေသတုဒ္ဓမကောင်းပြေကသံမုံလောကာလံကရောတိသေဂာနိကိုချင်းတရားကင်းတဲ့ပုဂ္ဂိုလ်တွေဟာတွေ့ဝေညင်းညင်းညူညူအော်ဟစ်ဟစ်နဲ့ကဲပါယူပါတစားစားနဲ့ညင်းညူပြီးတော့သေရတတ်တယ်သတုဒ္ဓမကောင်းပြေပင်စမမကောင်းပြေကဒုက္ကတိဝိနိပါဒနိရိယဥပပိစတိအဲ့ဒီလိုသွားတဲ့ဘဝဟာကောင်းတဲ့နေရာတော့ရောက်ဖို့မလွယ်ပါဘူးမကောင်းတဲ့နေရာသာရောက်တတ်တယ်ကိုချင်းတရားပြည့်ဒီလောကမှာလည်းကြည့်ပေါ့မကောင်းတဲ့နေရာရောက်တာပဲကိုချင်းပြည့်တဲ့ပုဂ္ဂိုလ်ကြီးကောင်းတဲ့နေရာပဲသိရောက်
ဆိုင်ကလို့ချုံမောရောက်တာတော့ရှိရင်ရှိမယ်ပေါ့လေထအဲ့ဒါတွေထက်မတွန်းနဲ့မာကောင်းတဲ့နေရာမှာကိုချင်းတရားပြည့်တဲ့လူတွေကြီးစုနေတယ်ဆိုတာဘုန်းကြီးတို့ပြောစရာမလိုဘူးနော်ရာကုန်တဲ့ဘုကုမော်တော်ကားလမ်းကြီးဖောက်တော့လူပေါင်း2000ကျော်ထုတ်လာတာတွေ့တယ်မဟုတ်လားဘယ်ကထုတ်လာလဲပိတ်ဖြူတွေနဲ့လူတွေအကုန်လုံးထောင်တွေကဆွဲထုတ်လာတာကိုချင်းတရားပြည့်တဲ့ပုဂ္ဂိုလ်ရဲ့အနေအဒါနဟာမကောင်းဘူးတဲ့ဒါကြောင့်ကိုချင်းတရားကင်းသောပုဂ္ဂိုလ်တွေထိုမကောင်းကျိုး၅မျိုးနဲ့အသက်ရှည်နေရတာမို့လို့နှစ်ပေါင်း100ပဲကြာကြာအသက်ရှည်ခြင်းကျမ်းမာခြင်းဖြင့်သီလမရှိသူအတွက်ဘာမှတန်ဖိုးမရှိဒါကြောင့်ဒုတိယဘဝရဲ့တန်ဖိုးရှိတဲ့အနှစ်သာရဟာဗါတဲ့တုံးဆိုရင်ကိုချင်းတရားပထမဘဝရဲ့တန်ဖိုးရှိတဲ့အနှစ်သာရကဒါနာပြောခဲ့ဒါကြောင့်ယောဇဝသတတံဇီဝေဒုတိလောအသမဟိတောဧကဟံဇီဝိတံသေယောသီလဝန္တသာဇာယိနောယောဇခြင်းပုဂ္ဂိုလ်သည်ကဒုတိလောမိမိရဲ့ကိုယ်နှုတ်နှလုံးကောင်းစွာဆောင်သုံးခြင်းမရှိပါပဲလျက်အသမဟိတောကိုယ်နှုတ်နှလုံးဆောင်သုံးခြင်းမရှိပါပဲလျက်ဒုတိလောကိုချင်းသီလကင်းကွာသည်ဖြစ်၍ဝသတတနှစ်ပေါင်း100ကာလကြောင့်စေစီဝေးရအကယ်၍သက်ရှိ၍နေရစေကားမူဒါသာတို့ကိုချင်းတရားပြည့်သောပုဂ္ဂိုလ်၏ဝသတတနှစ်ပေါင်း100ကာလကြာအောင်ဇီဝနာတော်သက်ရှိ၍နေရခြင်းထက်သီလဝန္တသသီလနှင့်ပြည့်စုံသောပုဂ္ဂိုလ်၏ဇာယီနောအာရမဏုလက္ခဏုဆိုတဲ့ဇာနာပဖြင့်ရှုမှတ်၍နေလေရှိသောပုဂ္ဂိုလ်၏ဧကဟံတဏိတယတဏနဲ့မြဇီဝိတသက်ရှင်ပြီးတော့နေရခြင်းကသာလံသေရော့မြတ်